ပရိသတ်များအလုံးပဲပရာလောကဇလန်ကောင်းလေးတွေကိုရှာဖွေတင်ဆက်ပေးနေတယ်။ကေတရီရဲ့ horror channel လေးကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်။ဒီနေ့မှလည်းစာရေးဆရာအေကဲမရေးသားတဲ့ခန္ဓာပြောက်ရှာတဲ့တရေဆိုတဲ့ဇလန်ကောင်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။အဆုံးထိနားဆင်ခန်းစားပြီးကြပါအောင်နော်။ဇလန်လေးမစခင်မှာကေတရီရဲ့ horror channel လေးကို like and subscribe လေးလုပ်ပြီးဖို့တောင်းဆိုပေးရစီနော်။ရွှေကောင်းမြတ်အိမ်ဆောက်ပစ္စည်းလက်ကားရောင်းဝယ်ရေးကုမ္ပဏီပိုင်ရှင်ဦးဆွေမြတ်ဒေါ်သူစာတို့မှာ9နှစ်အရွယ်သမီးလေးမာလာနဲ့9နှစ်အရွယ်သမီးကြီးတီတာတို့2ယောက်ရှိပါတယ်။ဦးဆွေမြတ်ကအလုပ်ကြီးအကန့်ကြီးလုပ်နေသူမို့ဦးထဲ့ခေါ်ကြပြီမယ်။သူအသက်ကအခုမှ29နှစ်သားရှိပါသေးတယ်။ဒေါ်သူစာကတော့28နှစ်သားရှိပါသေးတယ်။မိဘများကသူတို့လုပ်ကင်ခဲ့တဲ့စီးပွားရေးထဲမှာတားနဲ့ချွေးမတို့အားဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းတစ်ခုလုံးကိုလွှဲပေးခဲ့တာပါ။ငငယ်ရွယ်နဲ့ကုမ္ပဏီပိုင်ရှင်ဖြစ်သောဦးဆွေမြတ်တို့လင်မယားလေလူကုန်ထမ်းရက်ွက်ထဲမှာနှစ်ထပ်တိုက်တစ်လုံးဝယ်ကနေပါတယ်။ငငယ်ရွယ်နဲ့ကုမ္ပဏီပိုင်ရှင်ဖြစ်သောဦးဆွေမြတ်တို့လင်မယားလေလူကုန်ထမ်းရက်ွက်မှာနှစ်ထပ်တိုက်တစ်လုံးဝယ်ယူနေတယ်။တိုက်နဲ့ကက်ရဲ့နောက်ဘက်မှာရေကူးကန်လဲပါပါတယ်။အလုံနားတဲ့စနေတနင်္ဂနွေနေ့မြို့မှာသမီး2ယောက်ကိုရေကူးတင်ရင်2နာရီခန့်လောက်အချိန်ဖြုံးကြတယ်။လင်မယား2ယောက်လုံးရေကူးကျွမ်းကြတာမို့သမီးငယ်2ယောက်ကိုလည်းကျွမ်းကျင်ပိုင်နိုင်စွာကူးတက်အောင်သင်ပေးနိုင်ခဲ့ပါတယ်။ယခုတော့မိသားစု4ယောက်လုံးရေထဲစိတ်တိုင်းကျနေပြီးကူးကြတယ်။ကံမောင်ပေါ်မှာ4အောင်စပွဲလေးရှိနေတယ်။ထို့အပေါ်မှာရေကူးနားတဲ့အချိန်စားချင်တာစားနိုင်ရန်စပစ်ချိုသည်လိမ္မော်သည်ပန်းသီးတို့ထည့်ထားသလိုနမဲကြီးကိတ်မုတ်ဆိုင်မှဝယ်ထားသောတခါစားကိတ်မုတ်မုတ်ထုတ်လေးအချို့လည်းရှိနေပါတယ်။စနေနေ့တဝက်ကုမ္ပဏီကိုသွားပြီးညနေ2နာရီခန့်မှပြန်ရောက်လာသောကိုဆွေမြတ်ကိုသမီး2ယောက်ကညနေ4နာရီခန့်ရေကူးရန်တတိပေးနေပါတယ်။အေးပါဖေးဘဲမှမသွားတော့ပါဘူး။သမီးတို့နဲ့ရေစင်းကူပါမယ်။ဒါပဲနော်ပြီးမှဖုန်းဆက်ခေါ်လို့ဆိုပြီးထွက်မသွားနဲ့။ပြီးခဲ့တဲ့အပတ်ကရေကူးမယ်ပြင်ဆင်ပြီးမှတငယ်ချင်းကြော်မြင့်ဖုန်းဆက်ခေါ်၍ရေမကူးပဲထွက်သွားသည်ကိုမချင်မနှက်ဖြစ်နေသောသမီးငယ်ကတတိပေးနေခြင်းဖြစ်ပါတယ်။တို့ဖြင့်ညနေ4နာရီကျော်တာနဲ့ရေကန်နဲ့မိသားစု4ယောက်လုံးရောက်နေပါတော့တယ်။နိုင်ဝက်ခန့်ကူပြီးတော့ကိုဆွေမြတ်ကရေထဲမှာတက်ပြီးခဏနာရင်စပြည့်ကြီးထိုင်စားနေတယ်။ကိုဆွေရွှေပစုံကိတ်လုံးလေးတွေစကြည့်တိတ်ကောင်းနေ။သမီးတွေစားမှာပေါ့။သမီးငယ်ကရင်ကျက်ရှိတယ်အချို့မတည့်ဘူးလေ။ကိုဆွေမြတ်လည်းလေးလုံးအောင်ထုတ်ထားတဲ့ပလတ်စတစ်အိတ်ကိုဆွဲဖြဲလိုက်ပြီးကိတ်လုံးလေးကိုကိုက်စားလိုက်ပါတယ်။ဒူးရင်အရသာထည့်ထားသလိုရှားနဲ့ထိလိုက်ရင်ရေပြော်တော့အောင်ပြုလုပ်ထားသောမုတ်ရဲ့နူးညံ့မှုအရသာကိုခံစားရင်နှလုံးစားလိုက်တာနဲ့ကုန်သွားပြီမို့ပလတ်စတစ်အခွန်ကိုမုတ်ထည့်သောပကံနဲ့ထည့်ထားလိုက်တယ်။သမီးတို့ရေနားကြအောင်မုတ်တက်စားအောင်စားတော့ပြီးမှမတ်သူရေသမီးငယ်ကိုရေထဲကြကြမထားနဲ့အေးပက်ပြီးရင်ကြက်နေအောင်မှန်သမီးငယ်ကရှူစေးဘူးအမြဲဆောင်ထားရတယ်အခက်မသိရင်ကြက်တက်လို့ဖြစ်ပါတယ်အမွှေးတိုင်းနဲ့ပရုပ်စီနဲ့ရေမွေးနဲ့ဆူဆူများရတာနဲ့ရင်ကြက်တယ်အချို့များများစားရင်လည်းရင်ကြက်တယ်ဒါကြောင့်အငယ်မမာလာလီအားအဆဆအရာရာတတိထားကြယူဆိုင်နေကြရတယ်ကိုဆွေမြတ်က15မိနစ်လောက်ထိုင်နေပြီးမှရေစင်ကူတယ်9နာရီခန့်ရောက်တော့ကိုဆွေမြတ်ကမတ်သူစာအားအပေါ်ပြန်တက်ရန်တတိပေးလိုက်တယ်မတ်သူစာလည်းသမီးငယ်မလာအားခေါ်ပြီးရေကူးရက်ကပြန်တက်ခဲ့ကြတယ်တီတာတကြမနေနဲ့နော်9နာရီခွဲလောက်ပြန်တက်ခဲ့ဟုတ်ကဲ့သားမိသားဖတ်3ယောက်အမွှေးပွားတပတ်တီခြုံပြီးအိမ်နောက်ဖက်မှအိမ်ထဲဝင်ခဲ့တယ်ရေကူးကန်ထဲမှာအကြီးမတီတာရေကူး၍ကြံခဲ့တယ်6နာရီခွဲပြီးမတ်သူအကြီးမအိမ်ထဲဝင်မလာသေးဘူးတွားတန်ပြူလိုက်အောင်မတ်သူစာနောက်ဖက်ထွက်သွားပြီးမကြခင်အမလေးကိုဆွေရေးလာပါအောင်ကိုဆွေမြက်လည်းရေကူးကန်ဘက်ထွက်ခဲ့စဉ်ကံပေါင်မှာဆက်ဆက်လင်းလဲနေတဲ့သမီးအကြီးမကိုတွေးလိုက်တယ်သူ့ဘေးမှာမတ်သူစာကငိုရှိုက်နေတယ်ဘာဖြစ်တာလဲချော်လဲတာခေါင်းနဲ့ကြောက်ပြားဆောင်မိပြီးတော့ဘယ်အချိန်တည်းကအသက်ပြောက်သွားလဲမသိဘူးဖြစ်ပါဖြစ်ရလေသမီးကြီးရဲ့ဘလို့ကြောင့်များချော်လဲရတာလဲမမချောင်မှာဓာကတ်နေတယ်အပြင်ထွက်လိုက်လာတော့မာလာလေးကကိုဆွေမြတ်စားပြီးထားခဲ့တဲ့မုတ်ထဲသောပလတ်စတစ်အိတ်ခွန်ကိုသူ့အမှားချောင်မှာယူပြပါတယ်ကိုဆွေစားပြီးထားခဲ့တဲ့အိတ်ခွန်ကိုနင်းမိပြီးချော်လဲတာကန်ရိုက်လိုက်တယ်လို့ဆိုတော့တခါတည်းအ
ဖြစ်ဆိုလိုက်တာသမီးရဲ့ကိုတမတင်ခဲ့တာမဟုတ်ပါဘူးကွာစားပြီးအားလုံးတိမ်မမှုထားခဲ့တာလေတိုက်လို့လွင့်သွားတာဖြစ်မယ်ရှင်ပေါ်စားလို့အခုလိုသမီးဆုံးရတာမမေမမကိုဖေတတ်လိုက်တာလားအိုးအဲ့လိုမမေးရဘူးမမချော်လဲတာပါမဟုတ်ဘူးဖေစားထားတဲ့မုတ်ခွန်နေပြီလို့မမတရားဖေကြောင့်စိတ်ဆင်းရဲရကြတယ်ဒီကလေးဘာတွေရှောက်ပြောနေရလဲမမကိုဖေတက်တာမမကိုဖေတက်တာသမီးငယ်အဲ့လိုမပြောရဘူးသမီးအဲ့လိုပြောရင်ရဲကြီးတွေကဖေကိုဖမ်းသွားလိမ့်မယ်နောက်ဆုံးသမီးငယ်ကိုချော့မော့ပြောဆိုပြီးအရေးပေါ်ကိုဖုံးဆက်လိုက်တယ်လို့ရဲကိုလည်းဖုံးဆက်ခေါ်လိုက်ပါတယ်ချော်လဲကြပြီးခေါင်းနဲ့ကြောက်ပြားရိုက်မိရတေဆုံးရတယ်လို့မှတ်ချက်ရေးသွင်းပြီးအလောင်းကိုစီးရုံသူတည်သွားပါတော့တယ်သမီးကြီးနိုင်ကိစ္စပြီးတော့သမီးငယ်အကြီးကဖခင်အားရန်သူလိုမျိုးကြည်ပါတယ်စကားကိုတခွန်းမေးမှတခွန်းပြန်ဖြေတယ်ကိုဆွေမြက်လည်းတနင်္လာမှတောက်ကြနေအထိကုမ္ပဏီမှသာအချိန်ကုန်ပါတော့တယ်ညနေ6နာရီနောက်ပိုင်းမှသာအိမ်ပြန်ရောက်တာပါကိုဆွေမြက်လည်းပြန်ရောက်တာနဲ့မတူစာနဲ့သမီးငယ်မာလာတို့ကိုအတန်ပြုလိုက်တယ်စတီပေါ်မှာထိုင်နေတဲ့မာလာကတစ်ချက်ဆွေကြည့်လိုက်ပြီးထိုင်ရမှထသွားတယ်မတူဒီနေ့နေရထိုင်ရဘလို့လဲအချိန်တိုင်းသမီးကြီးကိုပဲမြင်နေရတယ်စိတ်ထင်လို့မဟုတ်ဘူးသူအိမ်မှာရှိနေတယ်လို့ပဲတခါသမီးငယ်နဲ့စကားပြောနေတယ်လို့တောင်ထင်တယ်ဟုတ်လို့လားကွာစိတ်ထင်လို့ဖြစ်မှာပါစိတ်ထင်တာမဟုတ်ဘူးနှစ်ကားတောင်တွေ့တာတခါကသမီးကြီးအိယာပေါ်မှာထိုင်နေတာတွေ့လိုက်တယ်နောက်တစ်ခါကသမီးငယ်နဲ့စကားထိုင်ပြောနေတာတွေ့လိုက်တယ်ကျမအခန်းထဲဝင်တန်းကြတာနဲ့ရုတ်တရက်ပျောက်သွားတယ်သမီးငယ်ဘယ်သူနဲ့စကားပြောနေတာလဲလို့မေးလိုက်တော့မမနဲ့ကစားနေတာတဲ့ကျမဒီအိမ်မှာမနေချင်တော့ဘူးအချိန်တိုင်းသမီးကြီးပဲမြင်နေရတာကြာရင်ယူသွားနိုင်တယ်မင်းမနေချင်ဘူးဆိုရင်ကိုရောင်းမဲ့အိမ်တန်လေးတစ်လုံးလောက်ရှာကြည့်မယ်ဒီအိမ်ကိုအယောင်းတင်လိုက်မယ်ကိုလည်းနောက်ဘက်ကရေကန်တာမသွားချင်တော့ဘူးမတူမနေချင်တယ်လို့ကိုလည်းမပြောဘူးအလဲအထက်လုပ်လို့ရရင်လုပ်လိုက်မယ်မြန်ပြောင်းမြန်စိတ်ချမ်းသာမှာပဲရေကန်မပါစီနဲ့နော်စိတ်ချပါသမီးငယ်နဲ့လည်းမသိတော့ဘူးလေနှစ်ယောက်သားအိမ်ရောက်ပြဖို့သဘောတူညီတဲ့အတွက်ကိုဆွေမြက်ကပွဲစားများနဲ့ဆက်သွယ်ကလက်ရှိအိမ်ကိုရောင်းပြီးပြန်ဝင်ရန်စီစဉ်ပါတော့တယ်တလအတွင်းမှာပဲအိမ်သစ်ကိုပြောင်းရွှေ့ကြပါတယ်စူပေါင်းအိမ်ရောက်ဝင်အတွင်းမှာနှစ်ထပ်အိမ်တန်လေးရလိုက်ပါတယ်ဝင်းကြီးအဝယ်မှာလုံခြုံရေးအဆောင်ရှိသလိုကိုပိုင်ချန်အဝတ်မှာလည်းလုံခြုံရေးကင်းတဲရှိတာမို့အဆောင်တစ်ယောက်ငှားထားလိုက်တယ်အိမ်သစ်မှာလုံခြုံရေးကင်မရာ CCTV များတပ်ဆင်ထားလိုက်ပါတယ်ရေကန်မပါခြင်းပေမဲ့စောက်ပြီးစားတိုက်မှုရေကန်ပါလာပါတယ်ရေကန်အပေါ်မှာအမိုးရန်ကြံသေးတယ်ကိုဆွေမြတ်ကအမိုးရန်ဆုံးဖြတ်လိုက်ပါတယ်ညနေပိုင်းကြာနေကအမိုးလျင်အပူဓာတ်ရိုက်ကြမယ်ရေတွေပူနေမယ်ဆိုရင်ရေစင့်ကူဖို့ဘယ်သူမှစိတ်ကူးမှာမဟုတ်ပါမတူစာကလည်းအိမ်ကိုသဘောကျတယ်အိမ်ကိုသဘောမကျသူကရှိနေပါတယ်မမဒီအိမ်မှာမနေချင်ဘူးဟုတ်လားဒါဆိုဘယ်လိုလုပ်မလဲမာလာလိုက်ခဲ့ရမယ်ဟုတ်လားမာလာလည်းဖေကိုကြည့်မြင်အောင်မမတေးရတာဖေကြောင့်မဟုတ်လားအခုသွားတော့မှလားမမေသိရင်စူမှာပေါ့ဒါဆိုမမေဘာလုပ်နေလဲသွားကြည့်အောင်မယ်မမေထမင်းချက်နေတာသိချလားထမင်းချက်နေသွားမယ်နေအောင်ကြာနေရမယ်ဆိုရင်တစ်တာလေးတဲ့ညီမလေးအိမ်နေထဲအောင်မယ်လေတစ်ဖက်မှာအကြီးမမတီတာကိုမြင်နေရရွေလားမသိသူပြောတဲ့အတိုင်းလိုက်လုံနေတယ်ခလေးကိုင်လက်ဆွဲအိတ်ထဲစက်ကက်အင်ဂျီများထဲပြီးပိတ်ကအိုးထုတ်ဆောင်ပြီးအပေါ်တက်မှလေကားအတိုင်းဆင်းရန်အပြူလေကားအောက်ထပ်ထိပ်မှာမိခင်ရက်နေတာကိုတွေ့လိုက်တယ်ဒါကဘာအယူထားတာလဲအိမ်ထဲပြန်ဝင်စမ်းမတူစအပေါ်တက်လာတယ်မာလာလက်ထဲမှာအိတ်လက်ကိုင်ကိုဆွဲယူပြီးမာလာအခန်းထဲဝင်ခဲ့တယ်ကဲပြောစမ်းဘယ်သွားမလို့လဲအိမ်မမနေချင်လို့အိမ်မမနေချင်ဘယ်သွားမှလဲမမခေါ်တဲ့နောက်ကိုလိုက်မှာဘာဘဲကမမလဲမမတီတာလေမမတီတာသမီးကိုခေါ်လို့မာလာနော်မဟုတ်တာရင်မပြောရဘူးလေမမတေးပြီးဆိုတာတွေ့ပြီးမြင်ပြီးပြီပဲဘလို့လို့သမီးစီလာမှာလဲမညာရဘူးလို့မမေပြောထားတယ်လေညာပါဘူး
မကမိုးလင်းတာနဲ့ရောက်လာပြီးညနေပြန်တယ်လေသူနေတဲ့နေရာခေါ်လို့လိုက်သွားမှလေမလိုက်ရအောင်ဘယ်သူခေါ်မလိုက်ရအောင်လိုက်သွားရင်ဖေနဲ့မမေစီဘယ်တော့မှပြန်လို့မရအောင်လာအောက်ဆင်းမယ်မမေထမင်းချက်ပြီးရေချိုးကြမယ်ဖေပြန်လာရင်ထမင်းစားမယ်နော်မတ်သူစားလေမာလာလေးရဲ့လက်ကိုဆွဲပြီးအောက်ထပ်သို့ဆင်းလာခဲ့တယ်ရေချိုးပြီးခဏကြာတော့ကိုဆွေမြက်ပြန်ရောက်လာတယ်ထိုအချိန်ချောကလက်ဝေဖာတစ်ခုကိုမာလာစားနေတယ်ဟမ်သမီးချောကလက်အချိုတွေလေမတ်သူဒီမှာသမီးချောကလက်ဝေဖာလေးစားနေရမမြင်ဘူးလားမြင်ပါတယ်သူနည်းနည်းပဲစားပါမယ်ဆိုတာနဲ့တပိုင်းပဲစားဆိုပြီးခွင့်ပြုလိုက်တာဝေဖာနှစ်ချက်ချားမှာချောကလက်ကနည်းနည်းပဲပါတယ်နည်းနည်းပဲဖြစ်များပဲဖြစ်မစားတာအကောင်းဆုံးပဲပေးသမီးဆက်မစားနဲ့တော့ကိုဆွေမြတ်အားမာလာကမျက်စောင်းလှမ်းထိုးရင်ဝေဖာမုတ်ကိုကမ်းပေးလိုက်တယ်ကိုဆွေမြတ်ရေချိုးအဝတ်စားလဲပြီးမတ်သူစာကထမင်းပွဲပြင်းနေတယ်မာလာကသူ့ထိုင်ကုံမှာဝင်ထိုင်နေတယ်ကိုဆွေမြတ်ကတော့ထမင်းစားခန်းစီပတင်းပေါင်နာရက်ပြီးမိတ်ဆွေတယောက်နဲ့ဖုန်းပြောနေတယ်မာလာရှိစပွဲမှာထမင်းမထည့်ခင်မှောက်ထားသောထမင်းပကံရုတ်တရက်မြောက်တက်လာပြီးကိုဆွေမြတ်ရှိရာလွင့်သွားတယ်ရိတ်ခနဲ့မြင်လိုက်လို့ခေါင်းကိုနောက်လှန်လိုက်ချိန်မှာပကံကသူ့မျက်နှာအနီးမှဖြတ်ပြီးနေရန်နဲ့တိုက်ကကွဲသွားပါတယ်ဟမ်ဘာလို့လောက်တာလဲမတ်သူစာကဟင်းခတ်နေ၍မမြင်လိုက်တော့လေအခြေအနေကိုကြည့်ပြီးသဘောပေါက်သွားတယ်ကြည့်ဖေကိုပကံနဲ့ပြစ်တယ်ငရဲတော့ကြီးပါပြီမင်းသမီးလောက်တာထိလို့ရတော့ငါမျက်နှာအကွဲပဲသမီးမလောက်ဘူးသမီးမဖြစ်ဘူးမာလာကပြောပြီးအိမ်ထဲပြေးဝင်မယ်အပြုရက်စမ်းမာလာပကံကွဲတွေသိမ်းရမယ်တပြက်စီသွားယူအမိုက်ကျုံနဲ့ကော်ပြပါယူခဲ့ကိုလို့ရင်ကိုသိမ်းရမယ်တော့အခုလို့သမီးမလောက်ဘူးကဲအော်တော့အခုပကံကွဲတွေသိမ်းနေကိုသိမ်းလိုက်မယ်အလိုမလိုက်နဲ့အလိုလိုက်လို့စော်ကားတာနောက်ကိုမိဘတွေကိုစော်ကားရင်ငရဲအိုးရဲဇောက်ထိုးကြလိမ့်မယ်မလောက်တာသမီးမလောက်ပါဘူးဆိုမာလာလဲဂေါ်ပြားယူကတပြက်စီးနဲ့ပကံကွဲကိုမကျင်မနဲ့သိမ်း၍အမိုက်ထဲတဲ့ချင်းနဲ့သွန်ထဲပြီးထွက်သွားတယ်ထမင်းလာစားမစားဘူးပြောပြီးပြေးထွက်သွားပါတယ်ကိုဆွေမြက်လဲထမင်းထိုင်စားရင်စဉ်းစားတယ်ဒီနာကကြွေပကံနဲ့ဟိုရအောင်အရှိန်ပြင်းနဲ့ပြစ်တာမာလာတို့ရွယ်မဖြစ်နိုင်ဘူးသူပြောသလိုအကြီးမဒီအိမ်ထိလိုက်လာတာလားပဲလင်မယားနှစ်ယောက်ထမင်းထိုင်စားနေစဉ်မာလာကချန်ပီယံထွက်တဲ့လမ်းပေါ်ရောက်နေတယ်ခရီးဆောင်အိတ်လေးကလည်းအတူပါလာတယ်တကားအနီးတို့ပင်ရောက်လာပြီဖြစ်ပါတယ်ထိုအခါမှာသတင်းစာအဟောင်းထိုင်ဖက်နေတဲ့လုံခြုံရေးတဲရခြံဆောင်ဦးတင်မောင်သူရှိရဖန်သားပြင်မှာမာလာကိုမြင်လိုက်တယ်ဦးတင်မောင်ကိစ္စရှိလို့လားဆရာသမီးခရီးဆောင်အိတ်တစ်လုံးနဲ့ခြံဝါမှာရောက်နေလို့လှမ်းဆက်လိုက်တာခဏအကြာကိုဆွေမြတ်တို့လင်မယားရောက်လာပြီးမာလာအားပြန်ခေါ်သွားတယ်ဒီချိန်အပြင်မထွက်ရဘူးလို့ပြောထားတာအမှတ်ကိုမရှိဘူးမင်းသမီးကသူ့အမသေးပြီးတည်းကစိတ်မူမမှန်တော့တာစိတ်ကုဆရာဝန်ကြီးပြကြည့်မကောင်းလားကျမတော့ခဏစောင့်ကြည့်ချင်သေးတယ်ပိုဆိုးလာရင်တော့ပြတဲ့ရင်ပြရမှာပဲထို့နောက်ထမင်းဝိုင်းကိုဆက်မစားပဲသိမ်းကမာလာအားအခန်းထဲသွင်းပြီးလင်မယားနှစ်ယောက်ဆရာဝန်ပြရေးမပြရေးပြောဆိုတိုင်ပင်ရင်တညတာလွန်မြောက်ခဲ့ပါတယ်စနေနေ့နေ့တဝက်အလုပ်သွားပြီးပြန်လာ၍အဝတ်အစားလဲနေစဉ်ဖုံးဝင်လာပါတယ်ထိုအချိန်မာလာကသူ့မစီးခဲ့တဲ့ကလေးစီစပိန်ပေါ်တက်ပြီးအောက်ထပ်မှာပတ်စီးနေတယ်အစည်းတဲ့နဲ့စပိန်လိုဘိန်းအသေးနှစ်ဘိန်းမပါမာလာကမကြာခဏယူစီနေကြစီးတိုင်းပြစ်လဲတယ်သူ့အရက်နဲ့စပိန်ပေါ်ထိုင်ပြီးနင်းလျင်ခြေနှင်းပြားနဲ့ခြေထောက်မမီဒါကြောင့်စပိန်လေးကိုရစ်ပြီးတော့စီးရတာဒါကြောင့်ခဏပြစ်လဲတယ်ဒီနေ့တော့တယောက်ယောက်ထိပ်ပေးထားသလိုလဲကြခြင်းမရှိစီးကျင်တလောက်စီးလို့ရနေတယ်သူစီး၍ရပြီဆိုတာကိုမိခင်နဲ့ဖခင်တို့အားကြွားကျင်နေတယ်ထို့အချိန်ဖုံးပြောလျက်ကိုဆွေမြတ်အောက်ထပ်ဆင်းလာတယ်မတ်သူစာကညနေစာချက်ပြုတ်နေတယ်ဟုတ်ကဲ့အခုပဲထွက်လာခဲ့ပါမယ်မကြပါဘူးရေချိုးအဝတ်အစားလဲရုံပါပဲဖေဒီမှာသမီးစပိန်စီးလို့ရပြီညစာပါအခမ်းမှာဟုတ်လားဒါဆိုဒီမှာမဟေဒီကညစာချက်နေပြီဖေ
ဒီမှာကြည့်ပါအောင်သမီးအတန်ဝင်လာလို့လက်မကြည့်ပဲခဏနေအောင်သမီးဆိုတဲ့သဘောနဲ့လက်ပြလိုက်တယ်သုံးလေးကခေါ်၍အဖက်မလုပ်တော့ဖခင်ကိုစိတ်ဆိုးပြီးစပိန်လေးပေါ်ကဆင်းလိုက်တယ်မတ်သူရေကိုမျိုးတို့အဆူကသူတို့တင်ထားအောင်လို့အဲ့ခံပွဲလုပ်ချင်လို့ဖိတ်နေတယ်လိုက်မလား no ကိုဆွေတို့တငယ်ချင်းနေဆိုရင်လေတောက်ကြစားကြနဲ့မူးယူနေကြတာပြောစရာမကောင်းကိုဆွေပဲသွားကိုဆွေမြက်ကထမင်းချက်နေတဲ့မိမိုကန်နဲ့မဝင်တော့ပဲအခန်းဝါကအပြင်ပြန်လှည့်ချိန်မာလာစီးနေတဲ့စပိန်ကအရှိန်ဖြင့်လိမ့်လာကဝင်တိုက်လိုက်တဲ့အတွက်ဘေးတိုက်ပစ်လဲသွားတယ်အခန်းပြင်ကလဲပြိုသက်များကြောင့်မတ်သူစာပြေးထွက်လာစဉ်ခလန်းလန်းမှရက်လျက်မျက်မှောင်ကျုပ်ရက်ကြည့်နေတဲ့မာလာနဲ့စပိန်နဲ့အတူလဲပြိုနေသောကိုဆွေမြတ်ကိုပါမြင်လိုက်ရတယ်ဘလို့ဖြစ်တာလဲကိုဆွေသူပြောတဲ့စကားနားမထောင်လို့စိတ်ဆိုးပြီးစပိန်နဲ့တွန်းလိုက်တာဖြစ်မယ်အခုတော့အချိန်မရှိလို့ထားလိုက်တော့ပြန်လာမှကောင်းကောင်းဆုံးပါမယ်တမီးလောက်တာမဟုတ်ဘူးနေမလုံးလို့ဘယ်သူလုံးမှလဲတွားအိမ်ထဲကိုမမလောက်တာမာလာက3-4ခွန်းဆင့်អော်ပြီးအိမ်ထဲပြေးဝင်သွားတယ်ကြကြကြည့်မနေတော့နဲ့စိတ်ကူးစရာဝန်ကိုမြ мян စုံစမ်းမှဖြစ်မယ်ကိုရေသွားချိုတော့မယ်မတ်သူစာကစပိန်ကိုတွန်းယူသွားပြီးတိမ့်လိုက်တယ်မာလာလေးသူ့အခန်းထဲဝင်သွားမှမတ်သူစာလည်းမိဖို့ကန်တဲ့ပြန်ဝင်ရပါတော့တယ်မမေထမင်းချက်နေပြီအခုနေသွားကြမလားမာလာလေးလည်းအဝိအစားတက်တာလေးယူပြီးအိုးထုတ်ဆောင်ကမိခင်ဖြစ်သူအခြေအနေကြည့်ပြီးအပေါ်တက်မှအောက်ဆင်းရန်ပြင်စဉ်အဝိအစားအိတ်မနိုင်မနှင်းရှိနေ၍သူ့လက်ထဲမှလက်ကင်ကိုယူပြီးမမကရှေ့ကဆင်းသွားသည်မို့နောက်ကခြေတံမကြအောင်နင်းကဆင်းခဲ့ပါတယ်ချန်ပီယံရောက်သွားချိန်မမကချမ်းဝမထွက်ပဲချန်စီယိုကြော်ထွက်ကြမယ်ဆိုပြီးလှေကားသွားမှလာတယ်မမကချန်စီယိုပေါ်လှေကားထောင်ပေးတာနဲ့မာလာအပေါ်တက်လိုက်သည်ထို့အချိန်မှာချန်ဆောင်ဦးတင်မောင်လည်းလုံခြုံရေးတဲအတွင်းထိုင်နေရတာညောင်းလို့လမ်းလျှောက်နေချိန်ခရီးဆောင်အိတ်လေးနဲ့လှေကားပေါ်ရောက်နေတဲ့မာလာအားတွေးလိုက်ရတဲ့အတွက်မတ်သူစာကိုဖုံးဆက်အကြောင်းကြားလိုက်တယ်ထွက်ပြန်ပြီတကားကိုအပြင်ကတော့ခတ်တာခံမလားဒီတိုင်းနေမှာလားမမေကိုပြောမေရိုးနဲ့မနေချင်လို့သွားမှာမမနဲ့နေမယ်ဘာမမလဲမမကမရှိတော့ဘူးရှိတယ်သမီးရှိနေတိုင်းလာတယ်ဒါဆိုခုပမာလဲဆက်စောကနေရမှာရက်ပြီးကြံခဲ့တယ်မညာနဲ့ဆိုမရဘူးမဖြစ်ဘူးအနီးကပ်ဆောက်ရှောက်ဖို့ခလေးထိန်ခေါ်မှဖြစ်မယ်မခေါ်လို့မဖြစ်ဘူးမမေလည်းအမြဲတမ်းစောင့်ကြည့်မနေနိုင်ဘူးမနေ့ပြန်ရအောင်ခေါ်မယ်ဘာရင်ချက်လဲဝတ်သားဟင်းနဲ့ငါးကြော်နဲ့သမီးကြိုက်တဲ့ဝတ်သားလေးကိုလေအချိုးပေါင်းချက်ထားတယ်မစားလုံးဝမစားဘူးဒါဆိုဘာနဲ့စားမှလဲပြဿနာမရှာနဲ့နော်ပီဇာဝယ်ပေးပါထမင်းတွေဟင်းနေချက်ထားတာငါဘသူ့သွားကြွေးပြရမှာလဲဖအေးလုတ်တဲ့သူကလေဒီနေ့မှအပြင်မှာစားခဲ့မယ်တဲ့ဒီနေ့တော့ဝတ်သားဟင်းနဲ့စားလိုက်နောက်နေ့မှပီဇာမှာပေးမယ်မစားအခုဝယ်ပေးမတူစားလေသမီးငယ်ဆွဲကိုပျော့အောင်လုပ်လို့မရမှန်းသိလို့ပီဇာဆိုင်ကိုဖုံးဆက်ကပီဇာအသေးတစ်ချက်မှားလိုက်ပါတယ်ပီဇာမှာဒီကိုကြားမှမာလာလေးကအိမ်ထဲအသားတကြီးဝင်လိုက်ခဲ့တယ်နိုင်ဝက်ခန့်အကြာမတူစာစီဖုံးဝင်လာတယ်တူမိုင်းခြံဝမှာပီဇာပို့တဲ့ကောင်လေးရောက်နေတယ်ခြံဖွင့်ပေးလိုက်ဦးလေးမတူစာကရေချိုးနေရာမှရက်လိုက်ပြီးတပတ်ပတ်ကအပြင်ထွက်၍အခန်းထဲမှာအဝတ်အစားလဲနေလိုက်တယ်အင်းရှိတကားဝအနီးပီဇာလာပို့တဲ့လူငယ်လေးလူခေါ်ဘဲကိုနှိပ်မဲ့အပြုလက်ထဲမှပီဇာထဲတဲ့စက်ကူဖာဘူးကလက်ထဲမှလွတ်ပြီးလေပေါ်မြောက်သွားတယ်ဘလို့လဲဟာပီဇာဘူးပြန်ရရေးအတွက်ဘူးနောက်ပြေးလိုက်ရတယ်ဘူးကနှိပ်သွားတဲ့ဖြင့်လှမ်းယူစဉ်လက်ကိုရှောင်ပြီးအပေါ်ကိုမြောက်တက်သွားပြင်းနေခုံပြီးဖမ်းတာလဲမမိပီဇာဘူးနဲ့အလုံးရှုပ်နေစဉ်ခြံထဲကိုသူစီးဝင်လာတဲ့စူပါကက်ဆိုင်ကလေးပေါ်မာလာတက်ထိုင်လိုက်တာနဲ့ဆိုင်ကယ်ကဆက်နိုးပြီးရှေ့ကိုထွက်သွားတယ်ဟာဆိုင်ကယ်ရက်လေထဲမှာဝဲနေတယ်ပီဇာကမြေကြီးပေါ်မှာမှောက်လျက်တစားစီဖြစ်နေတယ်မတူစာလည်းအိမ်ပြင်ကိုရောက်လာတယ်မတူစာရောဒလီပို့တဲ့ကောင်လေးရောဆိုင်ကယ်နောက်ပြေးလိုက်ကြတယ်ခြံဝမှာဦးတင်မောင်ကပီဇာပို့တဲ့ဒလီသမားလေးပြန်လာကိုတကားနာရက်ဆောင်နေတယ်ဆိုင်ကယ်ကိုမြင်ပြီး
ကြကြအံ့အားသင့်မနေအားပင်ရှေ့ကစီးဖန်လိုက်ရတယ်တကားကလည်းတန်တကားစီထားတာမို့ဆိုင်ကယ်ရှေ့ဆက်မသွားပဲရက်သွားတယ်တရက်ဆိုင်ကယ်စီးသွားတာဟုတ်တယ်ကွာတရက်ကဆိုင်ကယ်ကိုမောင်းလာတာနောက်ထိုင်ကုန်ပေါ်မှာခလေးမလေးစီးပြီးပါလာတယ်ကန်ကောင်းလို့ပြုတ်မကြတာဖျားဘလို့တွေဖြစ်နေတာပါလဲမတူစားလဲမြေသူကိုမှရှင်းမပြနေတော့ပဲစိတ်မချမ်းမြေ့စွာနဲ့သမီးလက်ကိုဆွဲပြီးအိမ်ထဲပြန်ဝင်လာခဲ့တယ်နောက်နေ့နေကင်းပိုင်းအသက်30ခန့်ရှိတဲ့ကလေးထိန်အမျိုးသမီးတစ်ယောက်ကိုပွဲစားကလွှတ်လိုက်ပါတယ်မတူစားလဲသမီးဖြစ်သူအကြောင်းရှင်းပြတယ်အင်္ဂလိပ်စာခြေခံသင်ပေးရန်နဲ့ထမင်းစားချိန်ကစားချိန်ရေချိုးချိန်တို့ကိုလည်းရှင်းပြတယ်စာသင်ရန်အခန်းသက်မထားပဲကစားတဲ့ခန်းထဲမှာပဲစပွဲလေးတစ်လုံးထားပေးပါတယ်လာထိုင်စာသင်ကြမယ်ဖေနိုင်ကောင်အပူလေးနှလုံးယူပြီးအိမ်ဖော်အမျိုးသမီးကတစ်လုံးထိုင်ကမျက်နှာချင်းဆိုင်ထိုင်ရန်မာလာအားတစ်လုံးပေးထိုင်ခိုင်းလိုက်ပါတယ်ပုံနေပါတဲ့စာအုပ်ယူလိုက်အန်တီစပွဲတောက်မှာပုံထားတာမို့ကုန်းပြီးစာအုပ်ကိုဆွဲယူလိုက်ချိန်ဖေနိုင်ကောင်ပူလေးကနောက်ကိုရွေလျားသွားတယ်စာအုပ်ဆွဲယူပြီးထိုင်လိုက်ချိန်ခုံပေါ်မထိုင်မီပဲပက်လက်ပစ်ကျသွားပါတယ်ဘယ်လိုဖြစ်တာလဲထိတ်လန့်နဲ့ထားလိုက်ချိန်ထိုင်ကောင်ကတင်ပါအောက်ကိုရုတ်တရက်ပြန်ရောက်လာတယ်လက်နဲ့ဖမ်းကင်ထားပြီးထိုင်လိုက်ပါတယ်ကဲစတင်မယ်ဘယ်ကစတင်မလဲပါဇက်မအတန်ထွက်ရုံရှိသေးတယ်စာအုပ်အဖုံးကစက်ခနဲပွင့်သွားတယ်မာလာလေးလည်းမလုံမဆက်ထိုင်နေတာပါဖွင့်သူမရှိပဲစာအုပ်အဖုံးပွင့်သွားတာမို့အိမ်ဖော်အမျိုးသမီးမျက်လုံးပြူးသွားတယ်သူမျက်စိအောက်မှာတင်စာရွက်များတရွက်ပြီးတရွက်လန်ကုန်တစ်ဖြစ်မျက်လုံးပြူးကပါဇက်အောင်သားဖြစ်နေချိန်စာအုပ်မြောက်တက်လာကအိမ်ဖော်အမျိုးသမီးရဲ့မျက်နှာစီဝုန်းငနဲ့လွှဲစင်ရိုက်ခတ်သွားပါတယ်အမလေးတရေအိမ်ဖော်အမျိုးသမီးလေသူနဲ့အတူပါလာတဲ့အိတ်ကိုယူကအိမ်ပေါ်မှပြေးစင်တော့တယ်ဟဲ့ဘလို့ဖြစ်တာလဲကြောက်တယ်တရေရှိတယ်ပြန်တော့မယ်ထိုးမြပြောပြီးအိမ်ထဲမှအပီးထွက်ပြေးပါတော့တယ်မတူစားလေအိမ်ဝါအထိပြေးလိုက်ပြီးခေါ်ပြီးမဲ့မိကဲ့သို့အကြောက်လွန်သွားတယ်မသိပါလှဲ့၍ပင်မကြည့်တော့ပဲတုတ်ချီတင်ပါတော့တယ်အမေရေကြောက်တယ်အမေတရေကြောက်တယ်အပေါ်တက်မှာမာလာလီရဲ့ငဲတန်းပါအောင်အွန်လိုက်တဲ့နဲ့အတူဝုန်းတိုင်းအတန်းများကြောင့်မတူစားလဲအိရှိတကားတွတ်ပိတ်ပြီးလှေကားစီပြေးကအပေါ်တက်သို့တက်ခဲ့တယ်သမီးဘာဖြစ်တာလဲတကားကိုအပြင်ကဖွင့်တာမရပါသမီးရေအမေရောက်နေပြီတကားဖွင့်အောင်အထဲကဘာတမ်းမှမကြားရတိတ်ဆိတ်ငြိမ်သက်နေပါတယ်တကားကိုထုရခေါ်တယ်9မိနစ်ခန့်သာကြာသွားတယ်လှူရှားတန်တော့မကြားရပါဘူးသူ့ကြောင့်ကိုဆွေမျက်စီဖုံးလှမ်းဆက်ခေါ်လိုက်တယ်ဒီနေ့တနေ့ကိုနေအိမ်မှာနားတယ်ကိုမရှိဘူးဒီမှာသမီးအခက်တကားပိတ်ပြီးဖွင့်ခိုင်းတာမရဘူးဘာတမ်းမှလည်းမကြားရဘူးသူစိတ်ဆိုးနေလို့ဖြစ်မှာပေါ့ဟိုအိမ်ဖော်ရောက်လာပြီဆိုသူ့ကိုမေးကြည့်ပါလားသူရောက်ပြီးတနားရီတောင်မကြာဘူးကြောက်တယ်ဆိုပြီးတော့သူ့အိတ်ဆွဲပြီးပြန်ပြေးသွားတာပဲသမီးလဲတရေကြောက်တယ်အမေရေတရေကြီးဆိုပြီးအတန်ပြောက်သွားတာဟာဒါဆိုရင်တကားဖြတ်ဝင်မှရမယ်ကို့တငယ်ချင်းလှဆိုးနဲ့တိုင်ပြီးတော့ချက်ချင်းလာခဲ့မယ်အမြန်ဆုံးသာလာခဲ့ပါဒီမှာဘာလို့ရမှန်းတော့မသိတော့လှဆိုးဆိုသူကသူ့တငယ်ချင်းရဲအုပ်တယောက်ဖြစ်ပါတယ်နိုင်ဝက်မကြခင်မှာပင်ကိုဆွေမျက်နဲ့ကိုလှဆိုးတို့2ယောက်ရောက်လာတယ်ယောက်ျား2ယောက်တလဲစီတကားကိုတိုက်ဖွင့်ရမကြခင်မှာပင်တကားဖွင့်သွားတယ်မာလာလေးကကစားတဲ့အခန်းလယ်မှာခွေလေးလဲပြီးတတိမိနေတယ်ဒဏ်ရာလည်းမတွေ့အကြောက်လုံးပြီးမိသွားတာလို့ကိုလှဆိုးကပြောပါတယ်ဒီအိမ်မှာ CCTV တက်ထားတယ်မဟုတ်လားကြည့်အောင်လွဲလားကိုဆွေမြက်ကလက်တော့ယူပြီးချိတ်လိုက်ပါတယ် CCTV လိုင်းဝင်သွားတယ်ခြံထဲနှလုံးအိမ်ထဲလေးလုံးရှိတယ်ကိုလှဆိုးခလေးခန်းထဲမှာရှင်အဲ့ဒီအလုံးဖွင့်လိုက် laptop မျက်နှာပြင်မှာပုံများပေါ်လာတယ်မာလာကတယောက်ယောက်နဲ့စကားပြောနေတာကိုတွေ့ရတယ်ဒီနေ့ကအိမ်ဖော်ရောက်လာချိန်ကိုကြည့်စဉ်အိမ်ဖော်အမျိုးသမီးမျက်လုံးမိတ်ထားစဉ်အိတ်ကိုမမြင်ရတဲ့အရာကဆွဲ၍မာလာလေးကအိုးထုတ်ဆောင်ပြီးအခန်းပြင်ထွက်သွားတယ်ခဏနေပြန်ရောက်လာပြီးစတင်ရန်အပြုအိမ်ဖော်အမျိုးသမီးထိုင်တဲ့ခုံကိုမမြင်ရတဲ့အရာကဆွဲယူသွားသဖြင့်ပြစ်လဲကြသောအိမ်ဖော်အဖြစ်ကိုမြင်၍ပြုံးမိကြရသည်ပြန်ထနေစဉ်ထ
ထိုင်ကုန်ကတင်မအောက်ပြန်ရောက်လာတယ်စပွဲပေါ်ကစာရွက်များကလီမတိုက်လူမရှိပါပဲတစ်ဖက်ဖက်နဲ့လန်နေချိန်ထိတ်လန့်သွားသောအိမ်ဖော်ကအော်ပြီးပြေးထွက်သွားတယ်ထို့နောက်မဲမဲတရံတစ်ခုပေါ်လာပြီးမာလာလီအားတွန်းထိုးကန်ကြောက်တယ်ခြေထောင်တစ်ချောင်းကနေဆွဲပြီးဇောက်ထိုးလုပ်ထားတယ်ကလေးမလေးလည်းအော်ရင်ဟင်ရင်နဲ့အကြောက်လွန်ကတတိမိသွားတော့တာပါနောက်ရက်တွေကိုပြန်ကြည့်ကြရအောင်ကိုဆွေမြက်လည်းကိုလာစိုးခိုင်းတဲ့အတိုင်းဖွင့်ပြချိန်မှာထူးဆန်းမှုကိုတွေ့ကြတယ်မာလာလေးအပြင်ထွက်မဲ့ကြံတိုင်းအိတ်ကိုဆွဲပေးနေတဲ့အရာကိုမမြင်ရပဲလူဆွဲတယ်လို့ရွေးလျားနေတာပါနန်ရန်ကိုတက်ရန်လှေကားကိုမမြင်ရတဲ့အရာကတည်ပြီးနေတယ်ပီဇာလာပို့တဲ့ဆိုင်ကယ်ပေါ်တက်မောင်းသူကိုမမြင်ရပဲနောက်မှထိုင်နေတဲ့မာလာလေးကိုသာတွေ့ရတယ်ကိုဆွေမြက်ကိုစပိန်နဲ့ပြစ်တွန်းတာကလည်းမာလာလေးမလုပ်ပဲရက်ထားတဲ့အချိန်မှာမမြင်ရတဲ့တယောက်ကတွန်းပစ်လိုက်တာကိုတွေ့ရတယ်ပကန်းနဲ့ပြစ်တာကလည်းမာလာလေးလက်တောင်မလုပ်ပဲသူ့အလိုလိုမမြင်ရတဲ့အရာကကောက်ပေါက်တာကို CCTV ထဲမှာတွေ့ကြရပါတယ်ဒီအိမ်မှာဘယ်သူမှမမြင်ရတဲ့အပိုလူတယောက်ရှိနေတာသိချတယ်သိပ္ပံပညာရှင်တွေဘလို့မှမယုံမဲ့တစ်စေတရေတစ်ကောင်ရှိတယ်လို့ကျွန်တော်ပြောရတယ်ကျွန်တော်တို့လင်မယားကပကံနဲ့ပြစ်တာစပိန်နဲ့တွန်းတာကိုသမီးလေးလို့ထင်ပြီးဆရာဝန်နဲ့ပြမလို့တော့စဉ်းစားနေတာသူကတော့ပြောပါတယ်သမီးလောက်တာမဟုတ်ဘူးတဲ့ကျွန်တော်တို့ကမယုံခဲ့တာဒီကိစ္စကဆရာဝန်လည်းမရဘူးရဲလည်းမရဘူးပယောကကူတဲ့ဆရာဒါမှမဟုတ်တစေတရေနှင်နိုင်မဲ့ဆရာတယောက်ယောက်ကိုရှာဖို့ပဲလိုတာကိုလာဆိုးကမှတ်ချက်ပေးပြီးပြန်သွားတော့တယ်သမီးလေးမာလာအပွေ့ချီ၍သူ့အိမ်ခန်းထဲကကတင်ပေါ်သွားပြီးတော့တင်ထားလိုက်ပြီးအနီးမှာရက်ကြည့်နေကြတယ်ဒီကိစ္စပေါ့ပေါ့နေလို့မဖြစ်ဘူးဆရာတယောက်အမြင်ရှာရမယ်သူ့အမဝိညာဉ်ဆိုရင်သမီးလေးကိုနာကျင်အောင်လုပ်မှာမဟုတ်ဘူးဘဲကဝိညာဉ်ရောက်နေတာလေကို့အဖေနဲ့သွားတိုင်မိမယ်အရင်ကအဖေတို့အတိုက်အခိုက်ကိစ္စတစ်ခုနဲ့ပတ်သက်ပြီးဆရာတယောက်ပင့်ဘူးတယ်ဒါဆိုဖုံးဆက်မနေနဲ့မမြန်သွားလိုက်နီးနားမှာရှိရင်တခါတည်းသာပင့်ခေါ်ခဲ့အချိန်က4 နာရီကျော်ပြီးအချိန်မရှိတော့ဘူးကိုသွားမယ်အရေးကြီးရင်ဖုံးဆက်လိုက်ကိုဆွေမြက်လေဆရာတရင်စုံစမ်းရန်အိမ်မထွက်သွားပြီး9 နာရီခွဲခန့်မှပြန်ရောက်လာပါတယ်အဖေတို့ပင့်တဲ့ဆရာကပြီးခဲ့တဲ့နှစ်ကလူကြီးယောဂနဲ့ဆုံးသွားပြီတဲ့အစကိုပျောက်သွားတာပဲတငယ်ချင်းအတိမိတ်ဆွေတွေကိုစုံစမ်းကြည့်ပေါ့ဖုံးဆက်ပြီးစုံစမ်းလို့ရတာပဲမတူစာပြောတဲ့အတွက်မိတ်ဆွေတော်တော်များများထံဆက်သွယ်စုံစမ်းပြီးမြင်ကျင်းနဲ့ဆရာအဖြေကိုပြန်မရခဲ့ပါသမီးလေးကအိယာပေါ်မှာအသက်မြင်မြင်လေးရှူပြီးတတိမိနေတယ်ထူးထူးခြားခြားလေးထပ်ဖြစ်မလာပါအချိန်တို့သာတရွေ့ရွေ့ကုန်သွားတယ်တယောက်တလဲစီဆောင်ရင်မိုးလင်းသွားပါတယ်နောက်နေ့10 နာရီခန့်ရဲအုပ်ကိုလာစိုးထံမှဖုံးဝင်လာတယ်တငယ်ချင်းဆရာရှာတာရပြီလားမရသေးပါဘူးကွာလူဆောင်တလောက်ရှိသွားပြီတယောက်ကမှဆရာတယောက်နဲ့တည်တယ်လို့စကားပြန်မရဘူးအဲ့ဆိုစိတ်မပူနဲ့တော့ကိုတို့ရဲတွေအရေးကြောင်းရှိရင်အာကိုအားထပြုတ်နေတဲ့ဆရာတယောက်ရှိတယ်တရေတက်စီခေါ်နိုင်တယ်နှင်းနိုင်တယ်ဘလို့လဲပင့်ခေါ်ခဲ့ရမလားဟာပင့်လို့ရအမြန်သာပင့်ခဲ့ပါကွာကိုလာခဲ့ရမလားတငယ်ချင်းနေအလုံးမှစီစဉ်ပြီးတာနဲ့ဆရာနဲ့တူလာခဲ့မယ်စောင့်နေအလွန်ဆုံး1 နာရီခွဲလောက်တော့စောင့်ကွာစိတ်မောလူမောနဲ့စောင့်နေစဉ်နေ့12 နာရီခန့်ကိုလာဆိုးနဲ့အသက်60ကျော်ခန့်ဆရာဆိုသူပါလာတာကိုတွေ့လိုက်ပါတယ်ဆရာကဖျားခန်းရှိသွားမယ်ဆို၍အပေါ်တက်ကိုသွားကြပါတယ်ကလေးကိုပါအပေါ်တက်သို့ခေါ်ခိုင်းတာမို့ကိုဆွေမြက်လဲမာလာလေးကိုအပေါ်ကိုပွေ့ချီလာခဲ့ပါတယ်ဆရာကဖျားရှိခိုးပြီးမာလာလေးကိုကြည့်ပါတယ်အမှောင်လောကသားတွေကကလေးကိုချုပ်နှောင်ထားတာသူတို့မကျေနပ်တဲ့ကိစ္စတကူကြောင့်ကလေးကိုချုပ်ထားတာပဲကဲဆရာသိကျင်တာမေးရလိမ့်မယ်အထက်ဆရာကြီးများအမိတ်ဆရာအမိတ်ဒီကလေးကိုအခုလိုအခြေအနေဖြစ်အောင်လုပ်ထားတဲ့အစိမ့်တရဲ့ဝိညာဉ်တစီဘာကြောင့်ခုလိုလုပ်ထားတာလဲဆိုတာဆရာရှိရောက်လာပြီးရှင်းပြစမ်းအခုရှေ့ကိုလာကစမ်းငါဆရာအမိတ်ဆရာကြီးကအမိတ်ပြန်တန်းပြောဆိုပြီးကျမ်းပြင်ကိုလက်ဝါးနဲ့ရိုက်ချလိုက်တယ်ဆရာကြီးကျမ်းပြင်မှလက်ကိုရုပ်ယုံရှိသေးတယ်မတ်သူစားလင်းထိုင်နေရမှကိုရိန်းထိုးကပါဇက်မှဟီဟီဟာဟာအတန်ထွက်လာတယ်ကိုသွေးသားသမီးကိုထီတော့ပြရခက်ကုန်ပြီမဟုတ်လားအခုမိန်းကလေးခန္ဓာကိုယ်မှာပူကတ်လာတာဘာတူလဲအေးမြဆန်ဆိုသောစကားကြောင့်ကိုဆွေမြက်မျက်လုံးအစုံပြူးသွားပါတယ်
အေးမြဆန်နဲ့ဒီအိမ်ကမိသားစုဘလို့ဆက်နွယ်ပတ်သက်မှုရှိပါသလဲအားလုံးသိအောင်ပြောပြပါရှိတယ်သူ့ကိုမေးပါဝိညာဉ်ပူကတ်ထားသောမတူစာကကိုဆွေမြတ်ကိုစိုက်ကြည့်ပြီးလက်ညှိုးထိုးနေတယ်အေးမြဆန်ပဲပြောပြပါအားလုံးသိအောင်ပြောပြလိုက်ငါခန္ဓာဗမာလဲပြောအခုငါအဖေနဲ့ငါအမေငါ့ကိုမတွေ့လို့နေရအနှက်လိုက်ရှာနေတယ်ငါခန္ဓာကိုဗမာသွားထားလဲငါကားပေါ်ခုံချလို့ထွက်ပြေးတယ်ပြေးရင်ခလန်းလက်အရောက်နောက်ကကားတစ်စီးကငါ့ကိုတိုက်ပြီးထွက်သွားတယ်ငါ့ကိုအလေအဝင်တိုက်ပေမဲ့ငါဘာမှမဖြစ်ဘူးအဲ့ဒီတော့မှငါခန္ဓာကိုယ်နဲ့ငါဝိညာဉ်ကွဲထွက်သွားတာပဲဖြစ်မယ်ဆိုတာအသိဝင်ပြီးတော့ခန္ဓာကိုယ်ရဲ့ပြန်ဝင်ဖို့အလားငါခန္ဓာကိုရှာမတွေ့တော့ငါခန္ဓာကိုဗမာသွားထားခဲ့လေငါနင်သေးသွားတာသိလို့ငါဘောအမှုပတ်မှာဆိုတာနဲ့ကားနာပုံဖွင့်ပြီးပွေတင်လိုက်တာလူမသိနိုင်တဲ့တနေရာမှာငါသွားထားခဲ့တယ်အခုငါခန္ဓာပြန်ပေးပါခလေးမမင်းကတည်သွားပြီခန္ဓာကိုပြန်ရရင်လဲမင်းဝိညာဉ်ပြန်ဝင်လို့မရတော့ဖြစ်တဲ့ကိစ္စတွေအပေါ်ခွင့်လွှတ်ပြီးခလေးမကိုပြန်ပေးပါမပေးသူခလေးကြတော့စိတ်ပူတယ်ငါအဖေနဲ့ငါအမေငါ့ကိုမတွေ့လို့မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတယ်မင်းရဲ့တတ်မဲ့ခန္ဓာကိုယ်ရှိတဲ့နေရာကိုမောင်ဆွေမြတ်ကပြပေးလိမ့်မယ်မင်းရဲ့ခန္ဓာကိုယ်ကိုပြန်မြင်ရရင်ခလေးမလေးကိုပြန်ပေးမလားပြန်ပေးမယ်ငါခန္ဓာအခုပြန်ပေးကဲမောင်ဆွေမြတ်ဂတိပေးလိုက်ကျွန်တော်ဂတိပေးပါတယ်အားလုံးသူခန္ဓာကိုထားတဲ့နေရာကိုလိုက်ပို့ပေးပါမယ်အခုသမီးလေးတတိပြန်ရအောင်ဆရာကြီးတောင်းပန်ပြောဆိုပေးစီလိုပါတယ်ကဲကြားတယ်မလားခလေးမရဲ့ခန္ဓာကိုရှိတဲ့နေရာကိုလိုက်ပြပေးမယ်တဲ့မသွားခင်မင်းရှိရမိတ်ကလေးကိုတတိပြန်ရအောင်လှုပ်ပေးခဲ့ပါမလှုပ်ဘူးအရှင်သွားမယ်အဲ့ဒီကိုသွားရင်ဒီကလေးမလေးကိုဆရာကြီးကဒီတိုင်းရှိနေတာမဖြစ်စေချင်ဘူးမင်းရဲ့ခန္ဓာကိုယ်ကိုပြန်တွေ့ရစေမယ်လို့ဆရာကြီးဂတိပေးတယ်မင်းဘက်ကလည်းဆရာကြီးဖြစ်စေခြင်းတဲ့အတိုင်းဆောင်ရွက်ပေးစီလိုတယ်ဆရာကြီးကလေးတန်းပြက်ပြက်နဲ့အမိန်ပေးသလိုပြောလိုက်တဲ့အတွက်ဝိညာဉ်ဝင်ရောက်ပူကတ်နေတဲ့မတူစာလည်းတကူလုံးလှုပ်ရမ်းလာပြီးမပေးဘူးငါခန္ဓာကိုအရင်တွေ့ရမှပေးမယ်ကဲဆရာမေးမယ်မင်းမှန်ဖြေမေးမြန်မေးမင်းကိုမောင်ဆွေမြတ်ကအသက်တရားတတ်တာလားမတတ်ဘူးသူကရဲတိုင်မယ်စခန်းကိုသွားမယ်မင်းပြောတဲ့စကားတွေငါအတန်ဖန်းထားပြီးဆိုတာနဲ့ကြောက်လန့်လို့ကားတကားကဖွင့်ပြီးခုံစင်းတာကားကမောင်းနေတော့ကားလက်နဲ့ခေါင်းစောင့်မိလိုက်တာပဲသိတယ်အေးခန္ဓာကိုယ်နဲ့ဝိညာဉ်ခွဲထွက်သွားတာပေါ့ဟုတ်တယ်သိတဲ့အချိန်ခန္ဓာကိုယ်စီပြန်လာတော့ခန္ဓာကိုယ်ကပျောက်နေတယ်ခလေးမဒီအိမ်ကိုဘယ်အချိန်တည်းရောက်တာလဲအိမ်ဖော်အစ်စ်ခေါ်တော့အတူလိုက်လာတာအိမ်မှာလဲဝိညာဉ်ကောင်းမလေးတယောက်ရှိနေတယ်သူ့ကိုတော့ငါမောင်းထုတ်လိုက်လို့ထွက်သွားပြီမရှိတော့ဘူးသူထွက်သွားတာနဲ့အိမ်ဖော်မထွက်ပြေးအောင်6လန့်ပလိုက်တယ်အိမ်ဖော်မလန့်ပြေးသွားတဲ့ခလေးမလေးကိုကြောက်လန့်အောင်6ပြီးဝိညာဉ်ကိုခေါ်ထားလိုက်တာဘာတိကျင်သေးလဲကားပေါ်မှာအတန်ဖန်းတဲ့စလေးကျွန်တော်လက်ထက်ကလူယူဆွဲရင်ခုံချသွားတာအဲ့ဒီဆက်ကလေးသူ့ခန္ဓာကိုယ်ထဲမှာမတွေ့ဘူးကားပေါ်ကခုံစင်ရင်လက်ထဲပါမလာဘူးဆရာကြီးကခလေးမလေးကိုတောင်းပန်ပါတယ်ဂတိလဲပေးပါတယ်ခလေးမရဲ့ဝိညာဉ်ကိုထိတ်ချုပ်ထားတာလွတ်ပေးလိုက်ပါခလေးမလေးနေပြန်ကောင်းလာတာနဲ့ခလေးမရဲ့ခန္ဓာကိုယ်ရှိတဲ့နေရာလိုက်ပြပေးပါမယ်အေးမြဆန်ဆိုတော့ဝိညာဉ်တရေမလည်းစိတ်လျှော့ပြီးမာလာလီအာတတိမိအောင်လှုပ်ထားခြင်းကိုရပ်လိုက်ပြီးခေါင်းမခြေမခေါင်းသို့လက်နဲ့3ချိန်တက်ပေးလိုက်ရာခဏအတွင်းမှာမျက်လုံးပွင့်လာပြီးထားထိုင်တော့တယ်ကဲမတူစာရဲ့ခန္ဓာကိုယ်မှာပူကတ်ရာခွာပြီးမောင်ဆွေမြတ်တို့သွားတဲ့နောက်ကိုလိုက်သွားပါမိန်ခက်လေးရဲ့ခန္ဓာကိုယ်ကိုပြန်တွေ့ပါလိမ့်မယ်ဆရာကြီးစကားဆုံးတာနဲ့မတူစာလည်းလှုပ်လှုပ်ရှားရှားဖြစ်လာကထိုင်နေရမှလဲကျသွားတယ်ဝိညာဉ်ထွက်သွားပြီးမို့ဆရာကြီးကမတူစာအားရေစင်နဲ့တောက်ပေးလိုက်တာနဲ့တတိပြန်ရကထားထိုင်တော့တယ်သမီးနေကောင်းသွားပြီဆိုကမာလာလီအား
ဆွဲယူပွေ့ချထားလိုက်တယ်အေးမြဆန်ပြောတဲ့အတိုင်းဆိုအတန်ဖန်းဆက်ကသူ့လက်ထဲမပါသွားတဲ့အတွက်ကားပေါ်မှာကြာကြံခဲ့တာဖြစ်မယ်ကိုဆွေမြတ်ဗျာတကယ်သူ့အမှုကနေကို့အမှုဖြစ်အောင်လုပ်တယ်သူ့ဟာသူကြောက်လန့်ပြီးခုံဆင်းလို့သေးတာဒီတိုင်းမထားပဲအလောင်းသွားဖျောက်လိုက်တော့အလောင်းဖျောက်မှုနဲ့တရားရင်ဆိုင်ရတော့မယ်ရုတ်တရက်ဆိုတော့ကြောက်လန့်ပြီးအမှုပတ်မှာဆိုတာနဲ့ကြံမိကြံရလုံမိလို့ရလုံလိုက်မိတာပါပဲဆရာကြီးကမတူစာတို့နဲ့ခဏနေခဲ့အောင်မယ်ဆို၍ကိုလာဆိုးနဲ့ကိုဆွေမြတ်တို့ကားတစ်စီးနဲ့ထွက်လာခဲ့ပါတယ်ကိုလာဆိုးကစခန်းမှရဲ3ယောက်ခန့်နဲ့လူပြောက်တိုင်ထားတဲ့မအေးမိဆန်ရဲ့မိဘများအားခေါ်၍သူတို့သွားမဲ့နေရပြပြကထိုနေရာသို့လိုက်ခဲ့ရန်အကြောင်းကြားလိုက်တယ်လမ်းမှာကိုလာဆိုးအားဖြစ်ကြောင်းကိုရှင်းပြသွားတယ်ပြီးခဲ့တဲ့လကငွေစရင်းစစ်တော့300နီးပါးကွာနေတယ်အဆောင်တာဝန်ခံကအေးမြဆန်လီစင်ရင်မေးရင်နဲ့ပတ်စံကဘသူရှိမှမရောက်ပဲသူ့လက်ထဲမှာပဲအစပြောက်နေတယ်ကိုလဲသူနဲ့2ယောက်တည်းစုံပြီးအသေးအချာမေးတယ်ကောင်းကောင်းအဖြေမရဘူးဒါနဲ့ရုံးကစိတ်ချရတဲ့မြင်အေးဆိုတဲ့ကောင်လေးကိုစုံတောက်သဘောမျိုးစုံစမ်းခိုင်းတော့ခိုင်မာတဲ့တက်သေးတွေရခဲ့တယ်ကိုလည်းဘာမှမပြောသေးဘူးကိုတို့လှုပ်ဖော်ကိုင်ဖက်တယောက်ရဲ့မွေးနေ့ပါတီမှာအေးမြဆန်ကိုလည်းဖိတ်တယ်သူ့ကိုဝိုင်းနေပေးတိုက်လိုက်တယ်ဦးကရိုင်းတော့နည်းနည်းတောက်ပေမဲ့မူးနေပြီလေအပြန်ကိုကားနဲ့တင်ခေါ်ခဲ့တယ်အတန်ဖန်းဆက်ဖွင့်ပြီးအချက်အလက်နဲ့မေးတယ်အဲ့တော့မှပေါ်လာတယ်သူ့အမေနှလုံးခွဲစိတ်ရမှာမို့ယူသုံးမိပါတယ်တဲ့ထိုင်းရစေးရုံမှာသွားကူလိုက်တာယောဂါကတော့ပြန်ကောင်းသွားတယ်ယူသုံးမိတဲ့ပတ်စံကိုလည်းပြန်ဆက်ပါမယ်လို့ပြောတယ်အရင်မေးတော့အမှန်ဖြစ်ရင်ငါခွင့်လို့အောင်မငါမေးတော့ तू မယူပါဘူးလို့ပဲတွင်တွင်ညင်းနေတယ်အခုအချက်လက်နဲ့သူ့ကိုရှင်းပြမှဝန်ခံတာငါခွင့်မလို့ဘူးရဲတိုင်မဲ့ရဲစက်ကမှလိုက်ရှင်းလို့ပြောတယ်ရှင်းပစက်ကပြောတာကျမညင်းမှာပဲတဲ့ကိုကဒီမှာကြည့်မင်းစောစောကဝန်ခံပြောထားတဲ့စကားတွေငါအတန်ဖတ်ထားတယ်လို့အတန်ဖတ်ဆက်ကိုလည်းပြလိုက်ရောငါလက်ကအတန်ဖတ်ဆက်ကိုဆွဲလူပြီးတကားဖွင့်ခုံဆင်းတော့တာပဲအကြမကောင်းလို့ခေါင်းနဲ့ကားလန်းဆောက်မိပြီးတည်သွားတာငါ့ကိုအမှုပတ်တော့မှာပဲလို့တွေးမိတာနဲ့အလောင်းကိုဖျောက်ပလိုက်တာအားလုံးအထက်ကနေလို့ရရက်နဲ့အလောင်းဖျောက်တဲ့အမှုကိုရင်ဆိုင်ရအောင်ပါပဲအတက်နိုင်ဆုံးအမှုပေါ့အောင်တော့ပြောဆိုပြပါမယ်ဒါနဲ့အလောင်းဖျောက်တာကဒီကားနဲ့လားဟုတ်တယ်တငယ်ချင်းဒါဆိုလမ်းဘေးခဏချရက်ပြီးအောင်ကိုဆွေမြက်လေလမ်းဘေးချပြီးကားကိုရက်လိုက်ပါတယ်ဘာလို့မလို့လဲရှာစရာရှိလို့ခဏလေးကိုလာဆိုလေထိုင်ကုန်အောက်တွေထဲလက်ထိုးပြီးလိုက်စမ်းကြည့်နေတယ်ခဏအတွင်းမှာပဲသူ့လက်ထဲမှာအတန်ဖန်းဆက်ရက်ကော်ဒါလေးပါလာတယ်ရုတ်တရက်လူပြီးခုံစင်းတာသူ့လက်ထဲပါမသွားဘူးဆိုတော့ကားပေါ်မှာပဲကြမှာပဲလို့တွေးမိပြီးရှာလိုက်တာဒါလေးကတငယ်ချင်းကိုအမှုပေါ့အောင်လုပ်ပေးလိုက်လိမ့်မယ်လေဒါမတွေ့ရင်လူသက်အလောင်းဖြောက်တယ်ဆိုပြီးတရားရင်ဆိုင်ရမှာပဲကျေးဇူးပဲတငယ်ချင်းကဲကိုစခန်းအဖွဲ့တွေလည်းရောက်လာပြီထင်တယ်ဆက်သွားကြစို့နေရောအလောင်းတဲ့ဖို့ရင်တစည်းမှာလိုက်အောင်မယ်သူတို့ကတုတ်တန်နဲ့မောင်းဝင်လာတော့စခန်းမှာကားတစ်စီးနဲ့အေးမြဆန်မိဘများပါလာတော့တက်စီကား2စီးလည်းဝင်ရောက်လာပါတယ်တုတ်တန်ရဲ့အစွန်ဘက်ကိုကားမောင်းခဲ့တယ်ကြောက်ပြားအဖုံးတင်ထားတဲ့ဂူတလုံးကိုလက်ညှိုးထိုးပြသဖြင့်ထိုနေရာအနီးမှာကားရက်လိုက်ပြီးကားပေါ်အားဆင်းကြတယ်ကိုလာဆိုကဘာမှမလုပ်စေသေးပဲဖုံးဆက်ခေါ်ထားတဲ့စေယုံကအလားကိုစောင့်နေတယ်10မိနစ်လောက်ကြာတော့လူနာတင်ကားတစ်စီးရောက်လာတယ်အပေါ်မှလုံအားပေးလူ2ယောက်ကကတ်တခုယူဆင်လာကြတယ်ကဲဒီကူအဖုံးကိုဖွင့်လိုက်ကိုလာဆိုကဂူအပေါ်မှကြောက်ပြားအဖုံးကိုဖွင့်ရင်ညွန်ပြတဲ့အတွက်အလောင်းတဲ့ရန်ကတ်ယူလာသောလူ2ယောက်ကကြောက်ပြားအဖုံးကိုတွန်းဖွင့်လိုက်တယ်အသက်သေးဆုံးခဲ့တာ4ရက်လောက်ရှိပြီမို့အနက်အသက်တွေထွက်ဆပြုနေပါပြီအလောင်းကိုကြည့်ရှုစစ်ဆေးပြီးအိတ်အတွင်းထည့်ကားပေါ်တင်ကြတယ်အေးမြဆန်ရဲ့မိဘ2ပါးနဲ့အတူပါလာသောအမျိုးသမီးတယောက်တို့ဖြေမစင်နိုင်အောင်ငိုကြွေးနေကြတယ်အမေကိုပတ်စံနေခိုးပြီးတော့ဆေးကုပေးမှန်းသာတည်ရင်အမေအသေးသာခံပါမယ်ဆေးမကုပါဘူးဒီလိုပြောပြီးအော်ဟစ်ငိုယိုနေပါတော့တယ်အလောင်းတင်ကားကဆေးရုံသို့သွားပြီးကြံကားများကရဲစခန်းကိုဆက်သွားကြတယ်ရဲစခန်းကိုမတူစာတို့သားမိလဲရောက်လာတယ်နောက်ဆုံးတော့အသက်သေးဆုံးသွားတဲ့အေးမြဆန်လင်းကုမ္ပဏီငွေခိုးမှုနဲ့အမှုရင်ဆိုင်ရအောင်မှာဖြစ်တယ်လို့အလောင်းဖျောက်ခဲ့တဲ့ကိုဆွေမြတ်လင်းပြုတ်ခဲ့တဲ့အပြစ်အတွက်တရားဥပဒေရဲ့အဆုံးအမကိုခံရပြီလေအောင်မယ်အလောင်းပင်အစရှာမရ၍အပူမီးဝိုင်းနေတဲ့မိဘများလည်းအလောင်းပြန်ရပြီမဲ့တေသူသမီးပြုတ်ခဲ့တဲ့အမှုအတွက်တရားရုံးကိုရောက်ရပြီအောင်မယ်
ညနေဆောင်တော့အပူစိတ်ကိုရင်မသိမ့်ပြီးမတူစာတို့သားမိနှစ်ယောက်လဲချစ်လင်ကိုဆွေမြတ်ကိုစခန်းမှာထားခဲ့ရကအိမ်သို့ပြန်ခဲ့ရပါတယ်ပရိသတ်တို့ခန္ဓာပြောက်ရှာတဲ့တရေဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးသွားပါပြီဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းဇာတ်လမ်းကောင်းလေးတွေတင်ဆက်ပေးအောင်ပါမို့စောင့်မျှော်အားပေးကြပါအောင်နော်